Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဟန်နာရနောက်မှာရှိတဲ့ Jeep car ကိုဟန်နာ troll လုပ်ပေးမယ်နော်အထဲမှာဘယ်လိုမျိုးပုံစံလေးလဲဆိုတော့ကြည့်ချင်တဲ့လူတွေကိုပြပေးမယ် Jeep car ကတော့ Compass Limited လို့ခေါ်တဲ့2023 model ဖြစ်ပါတယ်အထဲကိုကြည့်လိုက်ကြရအောင်နော် Look at this နောက်ပါဒီချက်ကြည့်လိုက်မယ်နော် Wow Look at this interior ကြည့်လိုက်ပါဒီရမိုက်တယ် It's so clean. It's so messy. Di ba may adjustment pattern? Narot sila tayo. Nalala kasi le. Look this kasi. Pero simple eh.ဒီဟာကဟန်နာတို့ရဲ့ကိုပိုင်ကားတော့မဟုတ်ပါဘူး။ရင်တိုက်မှုဖြစ်ပြီးတော့ car process တွေ insurance process တွေလုပ်နေတဲ့အချိန်မှာခဏသုံးဖို့တန်ငါထားတဲ့ rent car လေးပဲဖြစ်ပါတယ်။ Bye bye